အကြိုက်ဆုံးကန်းကြည့်ကအဲ့ဒါကဝင်းမော်ဆိုတော့ဒီနေရာကနေဟိုမရှိမဖြစ်လို့အပ်တယ်ဒါအုံးမယ်ခမ်းမယ်ဒါက water bag ဒီကန်းကြည့်ဒီနေ့က January beach ပါ January beach ကအရင်ကနေဆိုရင်5 minute only ဒီကန်းကြည့်ကဖူးခတ်မှာအကြိုက်ဆုံးကန်းကြည့်က this is very first for me လို့ပြောကြတော့ဝေးလေးမှကြီးရောငါးလေးတွေကိုလည်းတိုင်းသားမြင်ရတယ်ပြီးတော့တော့ဒီဘက်တစ်ချက်မှကူရင်ငါးလေးကိုတိုင်းသားမြင်ရငါးလေးနဲ့ကူတာဒီဘက်နောက်ဒီဘက်တခြားတစ်ချက်ဖက်မှကူမယ်ဆိုရင်တော့ရေကရေကူးကန်လိုမျိုးဖြစ်သွားတယ်ဆိုတော့အဲ့လိုရေရမ်းကူးခြင်းနဲ့လှိုင်းမစီးခြင်းနဲ့နေမျိုးဆိုရောလှိုင်းစီးရဲ့ခါကျတော့ခါကျရင်ရေကူးလို့မရဘူးဟိုလှိုင်းကကိုပုတ်သွားဆိုတော့ဒီမှာလိုင်းသိမ့်မရှိရဲ့ခါကျတော့ဒီကန်းစီကကိုအတွက်အရန်ကြိုက်တယ်အရန်လေးလာတဲ့ကန်းစီဖြစ်တဲ့ကြောင့်မို့ January beach ကဖူးခတ်မှာအကြိုက်ဆုံးကန်းစီ number 1ဟိုမှာဒီကြသွားတာဒီကြတာတော့မှတွန်းရတဲ့လူကြီးရဲ့သူကခုနပြောတာဒီဘက်တစ်ချမ်းကကြတော့သူရေကူးကန်လို့လေအဲကဒီဘက်ကဒီဘက်တစ်ချမ်းကြတော့သူရေဟိုဟာရေကူးတဲ့နေရာပါဖူးက January beach မှာပြအိမ်ဟောလေဆိုတော့9မိနစ်ပဲကြာဆိုတော့ LP ကနေရေကူးပြီးတော့သူကရွက်လေလှေလော်လို့လည်းရတယ်။မလှေလော်လို့လည်းရမဒီဘက်ကအနီအောင်လိုင်းဟိုအရင်ရှက်ရက်တည်းကအနီအောင်လိုင်းဖြစ်နေတာဆိုတော့မစနိုးလှေလော်လို့ရတယ်ဒီနေ့လှေလော်လို့ရတယ်လှေလော်လို့ရတယ်အရှိကနေဝင်တောင်ဒါကလှေလော်လို့ရတယ်ဒီဟိုးထိတ်မှာကအဲ့ဒါကဝင်းမော်ဆိုတော့ဒီနေရာကနေဟိုဘက်ကနိုင်ဟန်ဒီကျွန်းဒီတက်တက်လေးကနိုင်ဟန်ဒါဝင်းမော်ဒီကတော့ရလို့ရဒီကန်းစီရဖူးခတ်တစ်ခုလုံးမှာပေါ့6လနေတဲ့တက်တန်းမှာအကြိုက်ဆုံးကန်းစီအကြိုက်ဆုံး recommended ကန်းစီဖြစ်ပါတယ်ငါးလေးတွေကိုလည်းတိုင်းသားမြင်ရတဲ့နေရာပါဒီဒါဒီအပင်လေးတွေကကြတော့ဒါဒီကန်းကြီးမှာရေလိုက်တက်လို့ရှိရင်ဒါကကောက်ွယ်ပေးရဲ့အပင်လေးတွေပေါ့ဒီပင်လေးတွေကကန်း beach တစ်ခုမှာမရှိမဖြစ်လို့အပ်တယ်ဒါအုံးမယ်ခမ်းမယ်အများကြီးရှိတယ်ဒါနေဝင်တော့ခဏနေဝင်တော့မှာတော်တော်ကြီးကြာသွားပြီဒါက water bag ဒီကန်းကြီးလာမယ်ဆိုရင်ဒီအိတ်ကလေးတွေကလိုအပ်တယ်ဒါဆိုရင်ကိုအင်းကြီးရေကူးဝတ်စုံနေဖုံးနေထည့်ထားခဲ့ပြီဒါရေတက်လိုက်တော့မစိုးဘူးပဲဒါကြောင့်ဒါကန်းချစ်သွားမယ်ဆိုမရှိမဖြစ်လို့ရယ်ကန်းသွားမယ်လို့မရှိမဖြစ်လို့ဖြာလဲလို့ပါတယ်ရေကူးပြီးတော့ပြန်တက်ပြီဒါကဘာပင်နေလဲလို့ပြောထင်းရှူးပင်နေရေကူးပြီးပြန်ရုံပဲ very good ပါဒီကူးကနေမှာဖူးရအားမရလို့ပင်လေးမှရေလာကူးရဖွဲ့ပါ good night ပါ